စစ်ဖလို့နေတာတာကြီးရောဘေးပစ္စည်းမဆိုပါဘယ်တော့တန်ဖို့ကြည့်တဲ့ပစ္စည်းလို့ဘလော့စမတ်တာဈေးများနေပစ္စည်းတခုမစုံမဝယ်ချင်တော့တဲ့အချိန်မှာစစ်ဖလို့သေးလားတာကြီးရောမစိတ်နဲ့ငါစိတ်နဲ့ထက်တဲ့ကြာပြီမပေါက်ချင်တဲ့စိတ်ရှိအေးငါမှန်ချင်တဲ့စိတ်ရှိတာရောတစ်ထက်တဲ့ကြာပြီမနိုင်ကကိုခွင်လောက်ပါတယ်အကွက်ကလည်းနည်းနည်းလေးပဲငါ့ကွက်ထဲပါမင်းလူချင်းတို့ဖြစ်သေးတယ်ငါလူချင်းတို့ဖြစ်တယ်မင်းလည်းငါနဲ့ရောဒီနေ့ကလုံးဝကိုတစ်ထက်ကြတဲ့နေပဲတာရောအမနကပြောတော့ပဲမင်းလူချင်းတဲ့ပစ္စည်းတခုစေးမစပဲနော်ဝဲနိုင်သွားပြီလို့ငါရှုံးကြည့်ရတာရောရွှေကြီးနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လဲအပြည့်ပေါက်ထွက်တယ်ရွှေကြီးကြိုက်တဲ့လူကလည်းကြိုက်ချင်စစ်ရပဲတိလားရွှေကြီးတကယ်ကောင်းတယ်မနေ့ရတယ်မနေ့ဒီနေ့မှန်တယ်အခုညနေမှာတဲ့ထပ်ပြီးတော့ငါရှားခြင်းတယ်ရှားခြင်းလိုခြင်းစိတ်ကပိုက်ဆိုင်လိုခြင်းစိတ်ကမရောက်ရဲဘူးမတင်နိုင်ဘူးတောက်မချင်လားရမတိလားငါအဲ့စိတ်ကောမြဲနေရှိတယ်ငါစိတ်ထဲမှာဒီနေ့ညနေကိုငါတိချောက်ဝမ်းရင်ကြိုင်တယ်ပေးနေတဲ့ခွင်ကတော့6ချိန်ရှိပြီထို့တစ်ဖက်မှာလည်းတိချောက်ဝမ်းချင်းကတော့ရှော့ပေးနေတယ်တရက်ကိုမနက်မထီညနေပါနော်โอเคထိုးရမယ်ခဏကတော့ကိုလေးဝမ်းချင်းနဲ့တိချောက်ဝမ်းချင်းကိုကတ်ထားတယ်6ချော့ရ9တည့်4ချော့ရ4တည့်ဆိုပြီးတော့ဒီလေးကိုကစားမယ်နောက်တစ်ခုက4 3လို့3တည့်လို့3ည2လို့ပြောရှမ်းသေးခြင်းနဲ့ဘာကြောင့်ရှမ်းသေးခြင်းလဲဆိုတော့ကြိုက်လို့ပေါ့နော်ကြိုက်လို့ရှမ်းသေးခြင်းနဲ့တာရောတန်ဖိုးကြီးတွေကဘယ်သူတွေတွေ့တယ်တန်ဖိုးကြီးရဲ့လူတွေတက်ပဲဖြစ်ရမယ်ရှင်းလားမင်းကိုမေတန်ဖိုးကြီးရဲ့ဆိုတန်ဖိုးကြီးတဲ့ပစ္စည်းတခုမကင်ရပါဘူးမိတဲ့ထက်မှာငွေကြီးတွေအများကြီးရှိနေတန်ဖိုးကြီးတဲ့ပစ္စည်းရရောပမော်လေးပဲအဲ့ရောဒီနေ့ညနေမှာ၄တစ်ငါပြိတကွက်ထဲပဲရောတကွက်ထဲပဲစီတန်းစီစရာတော့မလို့မစီကားထဲမှာစီမရှိဘူးလားဟဲ့စီတန်းစီမနေနဲ့ပေါက်စီအပြစ်ပေါက်စီတိုင်းမဲဝယ်ပလိုက်မဆိုင်ကနေမှာစီမရှိဘူးလားအပြစ်ပေါက်စီအတိုင်းမဲဝယ်ပလိုက်လေးတစ်ထိုးပြီးတော့โอเคနော်ရှင်းလားโอเคမဘောမပိုင်ဆိုင်ချင်တာရီကိုနခောမရွေးချယ်ပါမနဲ့ပိုင်ဆိုင်ရပါစေစတောင်းကအော်လုံးတတပွားစီ